ဗီဒီယိုရဲ့အစမှာတော့ level မြင့်ထားတဲ့ Squid Game ကစားပွဲတွေကိုရေစွမ်းအား3နိုင်နဲ့ကြေကြေတို့မိသားစုဝင်လာပါတယ်။ကြေကြေတို့ကမီကီတို့မီအဖွဲ့ကိုကယ်တင်ဖို့အကူအညီတောင်းလိုက်ပါတယ်။ Ha ha ha! Ariganu Taina Lisa? မီကီကကြေကြေတို့ရဲ့မီလက်ထိတ်တွေကိုဖြုတ်ပေးလိုက်ပါတယ်။ကြေကြေကလွတ်သွားတာနဲ့သစ္စာဖောက်တဲ့မီကီကိုရေစွမ်းအားနဲ့မြောက်တက်သွားအောင်ပြင်းလိုက်ပါတယ်။မိနီကလည်းမီကီမိမကိုရေလုံးနဲ့ပြစ်ပင်မဲ့မထိပါဘူး။ပန်းရောင်တက်သားတွေကကြေကြေတို့ပြစ်ပင်မဲ့မထိပါဘူး။သူတို့ပဲပျောက်သွားခဲ့ပါတယ်။ငေါမပြုတ်ပါနဲ့ငါရှုံးပေးပါလေ ဒါပေမဲ့မရပါဘူးကြေကြေရဲ့သားနဲ့မီကီသမီးဟာရေလုံးမီလုံးတွေနဲ့ဆော်ဖို့လုပ်ပေမဲ့ကြေကြေရဲ့သားကရံမလုပ်တော့ပဲအနားကိုသွားပြီးတော့ချုပ်ချင်းလေးပဲထုတ်ပေးလိုက်ပါတယ် ဟဲပါလေဟာငါယူရမှာလား ကြေကြေကတော့မီကီဆော်ရာကိုခံလိုက်ရပါတယ်မိနီလည်းတခါတည်းကိုအစော်ခံလိုက်ရပြန်ပါတယ်ကြေကြေရဲ့သားလည်းသူတို့မိဘတွေမှောက်နေတာကိုမြင်သွားခဲ့ပြီးပြန်ပြေးပါတော့တယ် လာသမီးတရားနေသွားရအောင် ဒီလိုနဲ့မီကီတို့မိသားစုထွက်သွားခဲ့ပါတယ်ပြီးတော့အယုံမပီးနာမှာရောက်သွားပါတယ်ဒီလိုနဲ့ပဲကစားပွဲကြီးစပါတော့တယ်အယုံမကြီးက green light လို့អော်ပြီးနှောက်လှည့်သွားပါတယ်ရွာသားတချို့ကတော့အရှိကိုတက်နေခဲ့ပါတယ်ကြကြတို့လည်းထလာပါတယ် Baruri Mimia Double Lure. အဲ့လိုနဲ့ရှေ့ကိုတက်ကြပါတယ်အယုံမကြီးက red light လို့អော်ပြီးပြန်လှည့်လာပါတယ်ရွာသားတစ်ကောင်ကကြောက်အစွန်းမှာတိုင်ပတ်နေပါတယ်အယုံမကြီးကလည်းလှုပ်နေတဲ့သူတွေကိုလိုက်စစ်ပါတယ်ဒီလိုနဲ့လှုပ်နေတဲ့ရွာသားကိုမြင်ပြီးတက်ရမယ့်တာဂက်ဖြစ်တတ်မှတ်လိုက်ပါတယ်အဲ့ဒါနဲ့မီကီကသူ့ရဲ့မီးလုံးနဲ့ပြစ်လိုက်ပါတယ်ရွာသားကတော့တခါတည်းထိပ်ပြီးပျောက်ကွယ်သွားပါတော့တယ်မီကီတို့မိသားစုကတော့ပလေယာတွေနဲ့ဆော့ရတာကိုပျော်နေခဲ့ကြပါတယ်အယုံမကြီးလည်းတစ်ဖက်ကိုပြန်လှည့်သွားခဲ့ပါတယ်ကြေကြေရဲ့သားကလမ်းခုန်ပေမဲ့အောက်ကိုပဲပြုတ်ကျသွားပါတယ်အဲ့ဒီအချိန်မှာပဲမီကီရဲ့သမီးကမီးအစွမ်းနဲ့ပြစ်ပြီးတော့ကဲတင်လိုက်ပါတယ်မိနေတို့လည်းသူတို့သားလေးဘာမှမဖြစ်တော့ဝမ်းသာသွားခဲ့ပါတယ်ဖရန့်မန်ကတော့မသိသွားလို့စိတ်တူနေခဲ့တာကိုမြင်လိုက်ရပါတယ်အယုံမကြီးကပြန်ပြီးတော့လှည့်လာပြန်ပါတယ်ရွာသားတွေကရက်လိုက်ပေမဲ့ကြေကြေကတော့လှုပ်နေပါတယ်အယုံမကြီးစစ်တဲ့အချိန်မှာတော့ကြေကြေလှုပ်ရှားနေတာကိုမြင်သွားခဲ့ပါတယ်မီကီတို့ကပြစ်ဖို့ချိန်လိုက်ကြပါတယ်ဖရန့်မန်ကအောက်ကိုဆင်းလာပါတယ် အမေသူ့မပြုတ်ပါနဲ့နော်အမေ ဖရန့်မန်ကကလေးမလေးကို မင်းတို့မပြစ်ဘူးဆိုရင်မင်းမိဘရုံလေးဟိုခက်နေမှပြထားသူတို့လုပ်ပြလိုက်မယ်အခုပြစံ ကောင်မလေးလည်းကြောက်ကြောက်နဲ့ပြစ်ပေမဲ့မထိသွားပါဘူး မင်းကလာပြီးတော့နောက်နေလားအခုပြန်ပြစံ ကောင်မလေးကလည်းဟုတ်လို့ဖြစ်ပြီးထပ်ပြစ်ပေမဲ့မထိပါဘူးဖရန့်မန်ကတော့ပွဲပြတ်မှာဆိုလို့ထွက်သွားခဲ့ပါတော့တယ်ဒီလိုနဲ့အယုံမကြီးဟာ green light လို့អော်ပြီးတော့ပြန်လှည့်သွားခဲ့ပါတယ်မိနီတို့ကရောက်လာပြီးတော့ကြေကြေကိုရှက်သွားအောင်ကူညီပေးလိုက်ပါတယ်ပြီးတော့ခုံသွားလိုက်တာကစားပွဲကိုဖျက်ကြုံနိုင်သွားခဲ့ပါတယ် အရှမ်းတော်တာပဲအားပေးနေတယ် စက္ကန့်လည်းပြေးသွားပါပြီကွင်းထဲမှာကြံခဲ့တဲ့ပလီယာတွေကတော့မာကလီယာသွားပါတယ်ဒီလိုနဲ့ပဲကြေကြေတို့လည်းတခြားဂိမ်းကစားကွင်းစီထပ်သွားပါတယ်အဲ့ဒီအချိန်မှာမီကီရဲ့နောက်မှာပစ္စည်းလေးတစ်ခုကတ်နေတာကိုမြင်လိုက်ရပါတယ်ကြေကြေတို့ကစားကွင်းထဲရောက်တော့မီကီရောက်လာပါတယ်မီကီအပေါ်ကြည့်လိုက်တော့ဖရန့်မန်က မင်းတို့ရေငါ့ကိုရှုလို့မရမကြမ်းနဲ့နော်မင်းတို့အတတ်တို့ရငါလက်ချဲမှာပဲရှိတယ် မီကီလည်းချင်းချောက်ခံလိုက်ရလို့ကြေကြေတို့မိသားစုရဲ့ခြေထောက်ကိုမီးကြိုးတွေနဲ့တွဲပေးလိုက်ပါတယ်မီကီမိမကခလုတ်ကိုနှိပ်လိုက်တော့ပွဲဆသွားခဲ့ပါတယ်ဒီလိုနဲ့ကြေကြေတို့လည်းဝင်ဆော့ပါတယ်ရှင်းကိုရောက်တော့မီးတွေအများကြီးပေါ်လာလို့ဖျက်လို့မရတော့ပါဘူးအဲ့ဒါနဲ့ကြေကြေတို့မိသားစုလည်းရေအစွမ်းနဲ့ဖြစ်ပြီးမီးတွေကိုငိမ့်ကြပါတယ်ဒါပေမဲ့အချိန်3မိနစ်သာကုန်သွားပြီးမီးတွေကမကုန်သေးပါဘူးအဲ့ဒါနဲ့ကြေကြေတို့လည်းအမြန်ပြစ်ကြပါတယ်မီကီသမီးလေးကသူ့ရဲ့ဆွမ်းအားနဲ့မီးတွေကိုရှော့ပစ်လိုက်ပါတယ် သမီးဘာလုပ်လိုက်တာလဲတကယ်လို့ဖရမမြင်သွားဘယ်လိုလုပ်မလဲသမီး ကြေကြေတို့ကမီးကိုငိမ့်ပြီးတော့အရှိကိုဆက်ပါတယ်ဒီလိုနဲ့နံပါတ်2ဆိုတဲ့မှော်ပုံးလေးနားကိုရောက်သွားပါတယ်ကြေကြေဖွင့်လိုက်တော့မှော်ဖဲချက်တွေအများကြီးထွက်လာပါတယ်အဲ့ဒါနဲ့ကြေကြေတို့လည်းရေစွမ်းအားတွေနဲ့အသက်ကုန်ပြည့်ကြပါတယ်ဒါပေမဲ့အချိန်ကကုန်တော့မှာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့အချိန်ကုန်သွားခဲ့ပြီးကြေကြေတို့ရှုံးသွားခဲ့ပါတယ် Miki, Tangeti. Maro Malubane, Kulupibano. မီကီတို့လည်းချင်းချောက်ခံထားရလို့မီးလုံးတွေထုတ်လာပါတယ် အမေမလုပ်ပါနဲ့ မရလို့ပါသမီးရဲ့အမေရွေးချယ်စရာမရှိလို့ပါ ဒီလိုနဲ့မီးလုံးတွေနဲ့ပြစ်လိုက်ကြပြီးကြေကြေရဲ့မိန်းမနဲ့ကလေးလည်းပျောက်ကွယ်သွားခဲ့ကြပါတယ် No, Mahabule. No, Matagi Tabane. မီကီရဲ့သမီးလေးလည်းဝမ်းနဲ့လို့ငိုနေပါတယ်ဒါကိုပျော်နေတဲ့သူကတော့ဖရမန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲပန်းရောင်ကောင်တွေကထက်ရောက်လာပြီးတော့ကြေကြေကိုပါအဆုံးသတ်ဖို့လုပ်ပါတယ်ဒါပေမဲ့ကြေကြေကဒေါသတွေထွက်ပြီးသူ့ရဲ့နောက်ဆုံးပုံစံပြောင်းသွားပါတယ်
သူအခြေခံထားရတဲ့မီးတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။ပြီးတော့ရှေးလုံးကြီးနဲ့ပန်းရောင်ကောင်တစ်ကောင်ကိုအေးအေးဆေးဆေးပြင်းလိုက်ပါတယ်။မီကီတို့လည်းသူ့ရဲ့လေဘယ်နဲ့မဆိုင်ဘူးဆိုတော့သိပြီးတော့ပြေးကြပါတော့တယ်။ဂျေဂျေလည်းပြေးလိုက်ပေမဲ့နောက်ကနေပြစ်တာကိုခံလိုက်ရပါတယ်။ဂျေဂျေကမျက်လုံးနဲ့ကြည့်လိုက်တော့ပန်းရောင်ကောင်တွေအကုန်လုံးမြောက်တက်သွားခဲ့ပါတယ်။မီကီတို့ကတော့အသက်ကုန်ပြေးနေခဲ့ကြတယ်။ဂျေဂျေကတော့နောက်ကနေလိုက်လာပါတယ်။ဒီလိုနဲ့ရှေ့ကိုရောက်တော့မီကီက မင်းတို့ရဒီနဲ့ငါတားထားလိုက်မယ် ဟာအဲ့လိုမဖြစ်ဘူးလေ စိတ်မပူနဲ့ငါတားထားလိုက်မယ် အဲ့ဒီလိုစကားများနေတဲ့ချိန်မှာပဲရေပေါ်လုံးကြီးစားလိုက်ရပါတယ်။မီကီမိမကနောက်ကိုဆုပ်ပြီး သမီးလေးစိတ်မပူနေနော် ဒီလိုနဲ့ရှေ့ကိုတက်သွားခဲ့ပါတယ်။ကြည်ကြည်ကလည်းရှေ့ပေါ်လုံးအကြီးကြီးထုတ်လာပါတယ်။မီကီမိမလည်းမီးလုံးထုတ်လာပါတယ်။ပြီးတော့ပြစ်လိုက်ကြတယ်။ဒါပေမဲ့ကြည်ကြည်ရဲ့ရှေ့အလုံးကစွမ်းအားကြီးနေတော့စွမ်းအားချင်းမရှင်နိုင်ပဲမီကီရဲ့မိမလည်းအတိတ်မိတ်သွားခဲ့ပါတယ်။ မင်းတို့ကောင်ရီငါမိသားစုလောက်လို့ပြက်လို့ပြမယ် ကြည်ကြည်ကအေယာမရှိအလုံးကြီးကိုထုတ်လာခဲ့ပါတယ်။မီကီရဲ့သမီးအရှိကိုတိုးလာခဲ့ပြီးတော့မလှုပ်ဖို့တားလိုက်ပါတယ်။ပြီးတော့သူ့ရဲ့မိဘတွေကဖရက်မန်ရဲ့အချိန်ကိုက်ပုံးတွေအတက်ခံထားရကြောင်းပြလိုက်ပါတယ်။ကြည်ကြည်လည်းအပြစ်မရှိတော့မှန်းသိလိုက်ရပြီးအရင်ပုံစံပြန်ပြောင်းသွားခဲ့ပါတယ်။တစ်ချိန်လုံးကကြည်ကြည်ရဲ့တငယ်ချင်းမီကီတို့မိသားစုကဖရက်မန်စီမှာအဖမ်းခံထားရပြီးဘုံတွေတက်တောင်ခံထားရပါတယ်။ မင်းတို့ကောင်တွေကငါလက်ထဲမှာပါပဲတကယ်လို့ငါပြောတဲ့အတိုင်းမလုပ်ရင်မင်းတို့တွေအဲ့ဒီလိုပေါက်ကွေးသွားမယ် ကြည်ကြည်နားလည်သွားခဲ့ပါတယ်။ပြီးတော့သူ့ရဲ့မိန်းမနဲ့ကလေးအကြောင်းကိုတွေးမိပြီးဝမ်းနဲ့သွားခဲ့ပါတယ် ဟေးစိတ်မပူပါနဲ့သမီးသူတို့တွေဘယ်မှာလဲဆိုတာကိုသိတယ်သမီးနဲ့လိုက်ခဲ့နော် ။အဲ့လိုနဲ့အခန်းတစ်ခုထဲမှာမိနီတို့ကိုမြင်လိုက်ပါတယ်။တကယ်တော့မိနီတို့ကမသိသေးပါဘူး။ကြည်ကြည်လည်းဝမ်းသာသွားခဲ့တယ်။ဖရက်မန်ကတော့ကြည်ကြည်မသိသေးတာကိုမြင်ပြီးမီကီတို့ရဲ့ဘုံတွေကိုအသက်ဝင်အောင်လှုပ်ပစ်လိုက်ပါတယ်။မီကီတို့လည်းလန့်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပန်းရောင်ကောင်တွေရောက်လာပါတယ်။အဲ့ဒါနဲ့ကြည်ကြည်တို့ကပြင်းလိုက်ပြီးကြည်ကြည်ကလည်းပန်းရောင်ကောင်ဝတ်ဆောင်ဝတ်ပြီးအခန်းထဲဝင်သွားပါတယ် ဟျောင်းဒီနေ့မင်းတို့နာပြီးတဲ့ပြက်လို့ရပြီ ငါ့ကိုလာမနှောင်းနဲ့နော်ဒီမှာအချိန်စရာမရှိဘူး ။ကြည်ကြည်တို့လည်းလိန်လို့မရတာနဲ့ပုံစံအမှန်ကိုပြလိုက်ပါတယ်။ပြီးတော့ပြင်းပစ်လိုက်ပါတယ်။ဒီလိုနဲ့မိနီတို့လည်းလွတ်သွားပါတယ်။မလွတ်သေးတာကတော့မီကီတို့ဖြစ်ပါတယ်။အချိန်9မိနစ်နီးပါးပဲကြာပါတယ်။ဒီလိုနဲ့ဖရက်မန်အခန်းထဲဝင်သွားတော့ပန်းရောင်ကောင်တွေအများကြီးရှိနေတာကိုတွေ့လိုက်ပါတယ်။ကြည်ကြည်နဲ့မီကီတို့ကပြစ်လိုက်တဲ့မီးတွေကိုရှောင်ပြီးပြန်ပစ်ကြပါတယ်။ဒါပေမဲ့အချိန်မကျန်တော့မိသားစုနှစ်ခုလုံးကသူတို့မိသားစုချင်းလက်ချင်းထပ်လိုက်ကြပါတယ်။ပြီးတော့အကြီးဆုံးရေလုံးအကြီးဆုံးမီးလုံးတွေနဲ့ပြစ်ပြီးရှိသမျှဖရက်မန်နဲ့အတူပန်းရောင်ကောင်တွေကိုတခါတည်းပြင်းပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာ9စက္ကန့်ပဲပေါက်ကွဲဖို့လိုပါတယ်။ကြည်ကြည်ကခလုတ်ကိုအမြန်ပြေးယူလိုက်ပြီးနှိပ်လိုက်တော့မိသားစုနှစ်ခုလုံးအသက်ရှင်သွားခဲ့ကြရင်ဆက်လန်းလေးကလည်းပြီးသွားခဲ့ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။အခုလိုဗီဒီယိုမျိုးတွေသဘောကျရဲဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။အားပေးနေတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ Bye bye